တစ်ခိုးကိုင်းတကိုင်းသည်ဘီလီယံနှင့်ချီသောတမလန်းပင်များကိုခုတ်လဲနေကြသည်တောင်ထိပ်ပေါ်ရှိကင်းဆောင်တအုပ်ကရဲကားများချင်းကပ်လာသည်ကိုမြင်ပြီးချက်ချင်းပင်အော်တန်မှုတ်လိုက်သည်အချက်ပြတံကိုကြားတော့တောင်နှက်ကြီးတဲ့ကတခိုးတွေဟာအဖိုးတန်တမလန်းပင်တွေကိုပြစ်ချပြီးထွက်ပြေးသွားကြတယ်ဒါပေမဲ့သူတို့တဲက push ဘာလို့ခေါ်တဲ့တယောက်ကသူတို့ကိုပြန်ခေါ်လိုက်တယ်သူတို့ခုတ်လဲဖို့စူးစမ်းခဲ့တဲ့တမလန်းပင်တွေကိုဆွတ်လို့ရတာရှက်စရာပဲလို့ပိုရဘာကပြောပါတယ်ရဲတပ်ဖွဲ့၏ရှာဖွေမှုကိုလမ်းကြောင်းပြောင်းရန်အစီအစဉ်ရှိသည်ဟုကင်းကပြောကြားခဲ့သည်မကြာမီတွင်တရားမဝင်တခိုးမှုများကိုနှိမ်နင်းရာတွင်လူသိများပြီးရာဇဝတ်သားများကိုမုန်းတီးသည့်ရဲမှုကြီးတဦးဦးဆောင်သည့်ရဲရရှိများတောင်ပေါ်သို့ရောက်ရှိလာခဲ့သည်ရဲများသည်တခိုးများကိုရင်ဆိုင်ဖြေရှင်းသောအခါတမလန်းအရေးအယောင်ကိုမတွေ့ရှိခဲ့ပါသူတို့မြင်လိုက်ရတာကတိုးတွေကိုနာကျင်အောင်လုပ်နေတာလို့ကောလာဟလာတွေပြောနေတဲ့လူတစုပဲအနီးအနားမှာပိုရဘာကသူ့ပုစိန်ကိုတွေးနေတယ်ဘာကြောင့်လဲဆိုတာမေးတဲ့အခါပိုရဘာကအဲ့ဒီပစိန်ကတောင်ပေါ်မှာတောခွေးတွေကိုကင်တွယ်ဖို့ပါလို့ပြောပါတယ်သူ့ရဲ့တယော်လောင်ပြောင်တဲ့မှတ်ချက်ကြောင့်တခြားတခိုးတွေရေမောလိုက်ကြတယ်ရဲမှုကြီးကသူ့ရဲ့လှောင်ပြောင်တဲ့စကားတွေကြောင့်ဒေါသထွက်ပြီးချက်ချင်းပဲတနက်ကိုထုတ်ယူပြီးသူ့ကောင်းကိုချိန်လိုက်တယ်ဒါကြောင့်တခိုးတွေအားလုံးပစိန်တွေကင်ပြီးပို့ဘာနောက်မှာရက်နေတဲ့သူတွေစိတ်နှောက်ယှက်ဖြစ်ကြတယ်ရှယ်ရစ်ကလှုပ်ရှားမှုတစ်ခုပြုလုပ်ပါကရင်းတို့သည်တိုက်ခိုက်ရန်နှင့်ရဲရရှိများကိုတေလူမျိုးပါထားခဲ့ရန်အသင့်ဖြစ်နေသည်သူတွင်လူအင်အားနဲ့နေပြီးသူ့လူများကတတိထားရန်အကြံပေးနေသည်ကိုမြင်သောအခါရဲရရှိသည်သူ့ဒေါသကိုဖိနှိပ်ထားလိုက်သည်တမလန်းပင်ဟာဦးကောင်းပေါ်မှာတခြားလုံးချိတ်ဆွဲထားတာကြောင့်မတွေ့နိုင်အောင်ရှောင်ရှားနေခဲ့တယ်ရဲတွေထွက်သွားပြီးနောက်ပို့ဘာကသူ့ပစိန်ကိုဝေယံပြီးဝက်ထားတဲ့ဘီလီယံနဲ့ချီတဲ့ဒေါ်လာတန်တဲ့တမလန်းပင်တွေကိုယူဆောင်လာခဲ့တယ်သူတို့ကတစ်တုံးတွေကိုတောင်အောက်ကိုတည်သွားပြီးချိန်တွေကထရက်ကားပေါ်တင်ခဲ့ကြတယ်ထိုအချိန်တွင်ပင်ရဲမှုကြီးသည်ရဲရရှိများစွာနှင့်အတူမမျှော်လင့်ပဲပြန်လာခဲ့ပြီးတခိုးများနှင့်မောင်ခိုသမားများကိုလက်နက်ချရန်သို့မဟုတ်ပြစ်တက်ရန်အမိန့်ပေးခဲ့သည်ဘယ်သူမှမလှုပ်ရှားရဲကြဘူးဒါပေမဲ့ပို့ရဘာကထက်မြက်ယုံတာမကရဲရင်ပါတယ်သူကကြောက်ခဲတစ်လုံးကိုကန်ပြီး sheriff စီပစ်ပေါက်လိုက်တယ်ချက်ကြောင့် sheriff ဟာခေါင်းကိုထိလူနီးပါးဖြစ်သွားတယ်အခြားသူများလည်းပူးပေါင်း၍အရာရှိများကိုကြောက်ခဲများဖြင့်ပစ်ပေါက်ကြသည်ခေါင်းဆောင်ကတနက်တစ်ချက်ပစ်ပြီးမှသာတခိုးများသည်လက်နက်မပါဘဲထွက်ပြေးရန်အခွင့်အရေးမရှိကြောင်းသိရှိကြသည်သူပြေးနေတော့ပို့ဘာကနောက်ဆုံးတစ်တုံးကိုထရက်ကားပေါ်တင်ပြီးကျိုးတွေကိုတင်းအောင်လုပ်ကာအင်ဂျင်ဆက်နိုးပြီးတမလန်းတစ်တန်ချိန်တော်များများနဲ့မောင်းထွက်သွားတယ်